အားလုံးပဲမင်္ဂလာပါရှင် UNM sharing blog ကနေပြန်ပြီးတော့မှကြိုဆိုလိုက်ပါတယ်အခုယူကဒီဗီဒီယိုမှာဒီ rich dad poor dad စာအုပ်ကိုနည်းနည်း summarize လုပ်ပေးမှာဖြစ်ပါတယ်ဒီ rich dad poor dad က Robert T Kiyosaki ထားတဲ့စာအုပ်ကိုဒီဆရာကြီးညီနိုင်ကဘာသာပြန်ပေးထားတာဖြစ်ပါတယ်ဘာသာပြန်ထားတဲ့စာအုပ်လေးကို summarize လုပ်ပေးမှာဖြစ်ပါတယ်ဒီထဲမှာ rich dad ခေါင်းစဉ်တိုင်းပဲပေါ့နော် rich dad poor dad ဆိုတဲ့အတိုင်းပဲအဖေနှစ်ယောက်ပါမယ်ပေါ့နော်စင်ရဲဖေဖေနဲ့ချမ်းသာဖေဖေနှစ်ယောက်ပါမယ်စင်ရဲဖေဖေကပတ်စံကိုယုံကြည်တဲ့သူရဲ့ယုံကြည်မှုနဲ့rich dad ကငွေကိုယုံကြည်တဲ့သူရဲ့ယုံကြည်မှုအကြောင်းလေးတွေပါမယ်ပြီးရင် poor dad ကသူ့ကလေးကိုပေးတဲ့သင်ခန်းစာနဲ့ rich dad ကသူ့ကလေးကိုပေးတဲ့သင်ခန်းစာပေါ့နော်မတူပါဘူးဒီထဲမှာကလေး2ယောက်ပါမယ်ပေါ့နော်ကလေး2ယောက်ကတငယ်ချင်းပေါ့နော်Robert Kiyosaki နဲ့ Mike ဆိုတဲ့တငယ်ချင်း2ယောက်ပေါ့နော်သူတို့2ယောက်က Mike ရဲ့အဖေက rich dad ဒီ Kiyosaki ရဲ့အဖေက poor dad ပေါ့နော်အဲ့တော့ဒီတငယ်ချင်း2ယောက်ရဲ့အဖေ2ယောက်ပေါ့နော်အဖေ2ယောက်ကပေးတဲ့သင်ခန်းစာတွေကိုသူကရေးထားတယ်လုံးဝ story telling ပုံစံကွာရေးထားတဲ့ပုံစံက story telling ပုံစံရေးထားတာအဲ့ဒါကိုယူကနည်းနည်းလေးကောင်းတဲ့အချက်လေးတွေပဲအကုန်လုံးတော့ကောင်းပါတယ်ပေါ့နော်အဲ့ဒါမှာအတူချုံလုံးဝအနစ်ရှိတဲ့အချက်လေးကို summarize ပြောပြမှာဖြစ်ပါတယ်အဲ့တော့သူရဲ့နောက်ဆုံးဒီနောက်လေးမှာရေးထားတဲ့စာကြောင်းဆိုအရန်ကောင်းတယ်ပေါ့နော်ဘာရေးထားလဲဆိုတော့တဲ့အလုတ်ကိုအပတ်တကုတ်ရုံးကန်ပြီးတော့မှလောက်တာကမပြေလည်မှုပြဿနာတွေရဲ့အကောင်းဆုံးအဖြေလားဆိုတာပြောထားတယ်မရှိစင်းရသားတွေလူလက်တန်းစားတွေကငွေအသက်ငွေအတွက်အလုပ်လုပ်ကြတယ်တထေးတွေကတော့ငွေကိုသူတို့အတွက်အလုပ်လုပ်ခိုင်းနေပေါ့အဲ့တော့ငွေကိုအရေးမဆိုင်ဘူးဆိုရင်ဘာလို့အလုပ်လုပ်နေကြသေးတာလဲဒီလိုတွေးပုံတွေးနည်းတွေကငွေတပြားကိုနှက်ပြားမှတ်ပြီးခွာနေတဲ့ဥကဆေးတွေထက်တာပို့ပြီးတော့ယူရကြသေးတယ်လို့ရေးထားတယ်ဒီအနောက်ပါပေါ့နော်ဒီစာကြောင်းလေးအရန်ကိုကောင်းတယ်ရန်ကိုကြိုက်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးသူတို့နှစ်ယောက်ရဲ့ rich dad နဲ့ poor dad ရဲ့အသွေးခေါ်တွေအရင်ပြောပြမယ်ပေါ့နော်အဲ့တော့ rich dad ကစာကြိုးစားกว่าဒါမှကုမ္ပဏီကောင်းမှာကောင်းကိုဝင်နိုင်မှာဆိုပြီးပြောတယ်။နောက် poor dad ကတော့စာကြိုးစားกว่าဒါမှကုမ္ပဏီကောင်းတစ်ခုမှာမင်းဝင်လုပ်နိုင်မှာ။ပြီးရင်နောက်တစ်ခုငွေရေးကြေးရေးစီးပွားရေးကိစ္စတွေကိုစားတောက်ရင်းနဲ့မပြောနဲ့ဆိုပြီးတော့ poor dad ကမှားထားတယ်တားမြစ်ထားတယ်ပေါ့နော်။ဒါပေမဲ့ rich dad ကတော့လုပ်ငန်းကိစ္စနဲ့ငွေအကြောင်းညစာစာဝိုင်းမှာပြောတာကိုလုံးဝအားပေးထောက်တယ်တဲ့။ဘူဝါတက်ကတော့ငွေနဲ့ပတ်သက်လာရင်စစ်နေအောင်စုပ်ထားပိုင်အောင်လုပ်အရေးစွန့်တာတွေမလုပ်နဲ့လို့ပြောတယ်။နောက်တစ်ခု rich dad ကတော့ငွေကိစ္စနဲ့စွန့်စားရတဲ့ကိစ္စတွေကိုနိုင်နေဖြစ်အောင်လေ့လာသင်ယူလို့ပြောထားတယ်။နောက်တစ်ခုဘူဝါတက်ကတော့တို့ရဲ့အိမ်ဟာတို့ရဲ့အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့အေယာမပိုင်ဆိုင်မှုကြီးပဲလို့လည်းပြောထားတယ်။ဒါပေမဲ့ rich dad ကတော့အိမ်ဆိုတာထိုက်တင်တဲ့လောက်လိုအပ်ပြီးတော့မင်းအိမ်မှာမင်းရဲ့အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုတွေကိုလှုပ်လိုက်ပြီးဆိုတာနဲ့မင်းဒုက္ခရောက်ပြီးမှတ်လိုက်တော့ဆိုတာပြောထားတယ်ပေါ့နော်နောက်ခုဒီရဲ့rich dad ကသူကလေးတွေဒီကလေးနှစ်ယောက်ကိုတင်ပေးတဲ့ပုံစံကပေါ့နော်ခိုင်မာတဲ့လုပ်ငန်းတွေနဲ့ငွေကြေးစီးပွားရေးစီမံချက်တွေကိုဘယ်လိုရေးရမလဲဘယ်လို management လုပ်ရမလဲဆိုတာကိုတင်ပေးတယ်ပူဝါသက်ကတော့အလုတ်ကောင်းရဖို့ပေါ့နော် CV file ဘယ်လိုကောင်းဖြစ်ရမလဲဆိုတာကိုသူတင်ပေးထားတယ်ဒါကတော့ rich dad နဲ့ poor dad ရဲ့အသွေးအမြင်လေးပေါ့နော်ပြီးတော့သူတို့ရဲ့လက်သုံးစကားတွေရှိသေးတယ်အဲ့ဒါက rich dad ကတော့ငါကငွေကိုစိတ်ဝင်စားဖို့ငွေကအရေးမကြီးပါဘူးကွာဆိုပြီးတော့မှသူအမြဲတမ်းပြောနေကြပေါ့နော်ဒါပေမဲ့ rich dad ကတော့ငွေဆိုတာတကူအာဏာကြီးတဲ့အရာတခုအဲ့တော့မွဲသွားတာနဲ့စီးပွားပြတ်တာကလုံးဝကိုမတူဘူးစီးပွားပြတ်တယ်ဆိုတာယာကြီးပဲစင်းရဲမွဲတွေ့တာမှထာဝရဆိုတာသူရှင်းပြထားရပေါ့နော်အဲ့တော့ငွေဆိုတာတကူအာဏာရဲ့ပုံစံတစ်မျိုးဖြစ်တယ်အဲ့တော့ဒါပေမဲ့ငွေရေးကြေးရေးပညာကပို့ပြီးတော့မှတန်ဖိုးကြီးမားတယ်လို့ပြောထားတာအဲ့တော့ငွေရေးကြေးရေးပညာဆိုတာဘာလဲဆိုရင် financial education ကိုပြောတာဖြစ်ပါတယ် education မှာ3မျိုးရှိပါတယ်ဒါယူလေ့လာထားတဲ့လောက်ပေါ့နော် education 3မျိုးရှိတယ်ပထမဆုံး education က academic education ပေါ့သူကအခြေခံကျောင်းပေါ့အခြေခံပညာကနေ high school ထိ university တွေတွားတယ်အဲ့ဒါလူတိုင်းသင်ကြတယ်ပေါ့နော်လူတိုင်းသင်ကြတယ်
နောက်တစ်ခုကတော့ professional education ပေါ့ဒီ professional education ကတော့နည်းနည်းacademic အောင်ပြီးသွားရင် professional line သွားကြတဲ့လူတွေလည်းရှိတယ်ဥပမာဘယ်လိုပုံစံလဲဆိုရင်ဘောလုံးသမားပေါ့နော်ဘောလုံးသမားဆိုရင်သူရဲ့ professional အသက်မဝင်ကြပေါ့နော်လုံးဝကျွမ်းကျင်အောင်လုပ်တယ်ပြီးရင်ရေကူးတင်တန်းတို့ရေကူးတက်တာတို့ပြီးရင်ပကြီးဆရာတို့ပေါ့နော်ဆရေးဆရာတို့ပကြီးဆရာတို့ပြီးရင်မိန်းကလေးတွေဆိုရင်fashion designer တို့ဒါတို့ရဲ့အသက်မဝင်ကြအောင် professional education ပြီးရင်ဘာရှိသေးလဲမိန်းကလေးတွေဆိုရင် fashion designer ပေါ့နော်ယောက်ျားလေးတွေဆိုရင်လည်းဘာရှိသေးလဲအဆူတော်တို့မင်းသားတို့ဒါတို့ရဲ့ professional education ဖြစ်သွားပြီဒါတို့အတွက်နောက်တစ်ခုကတော့နောက်ဆုံးတစ်ခုကတော့ financial education ပေါ့နော်ဒီ financial education ကိုတထေးတွေပဲသိကြတကယ်တော့တထေးတွေပဲဒီပညာရေးကိုတက်ကြတာဒီလူလက်တန်းစားနဲ့စီးပွားရေးလုပ်ငန်းစီးပွားရေးသူများစီမှာဝန်ထမ်းလုပ်နေတဲ့သူတာမန်လူတွေကတော့လုံးဝကိုမသိဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီတာမန်လူတွေလူလက်တန်းစားတွေကငွေအတွက်အလုပ်လုပ်ကြတယ်ငွေကိုမရမကရှာတယ်အပတ်တကူစူးစမ်းတယ်လာစားထုတ်တဲ့ရက်ကိုမျောကြတယ်ဒီလိုနဲ့ပွားဖြတ်တဲ့နေပေါ့နော်အဲ့တော့အဲ့ဆိုလူအများစုကလည်းចောင်းသွားတယ်ចောင်းသွားပြီးရင်ဘွဲကောင်းကောင်းယူတယ်လုံခြုံစိတ်ချရတဲ့အလုပ်တစ်ခုကိုရှာတယ်အဲ့ဒီအလုပ်ကိုအပတ်တကုတ်ကြိုးစားတယ်လာစားထွေးရမယ့်ရက်ကိုမျောတယ်လာစားရရင်ဘာဝယ်စားရမလဲဘာဝယ်ဝေးရမလဲပေါ့နော်အဲ့လိုတွေစဉ်းစားတယ်ပြီးငွေစုပတ်မှာစုပြီးရင်ကာကောင်းဝယ်စီပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီလုပ်ငန်းစဉ်တွေကိုပေါ့နော်ဒီတာမန်လူတွေနဲ့လူလက်တန်းစားတွေပဲလုပ်လာကြတာဒီလုံးဝချမ်းသာတဲ့သူတွေကျွန်တော်ဒီလိုမလုပ်ကြအောင်သူတို့တမျိုးသွေးရဲ့ဒီလိုတာမန်လူတွေနဲ့မတူအောင်သူတို့တွေးကြတယ်ပေါ့နော်သူတို့တွေးတဲ့ပုံစံကငွေဆိုတာစွမ်းအားကြီးတဲ့အရာပဲဒါပေမဲ့သူ့ထက်စွမ်းအားကြီးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါငွေကိုဘယ်လို management လုပ်လဲ management လုပ်တဲ့ပညာဘယ်လိုပွားအောင်လုပ်လဲဒီပညာကငွေထက်ကိုပို့ပြီးတော့မှတန်ဖိုးကြီးတယ်အဲ့ဒါကြောင့်မို့ဒီစာအုပ်ထဲမှာဆိုရင်rich dad ကပေါ့ပြောထားတယ်ဘယ်တော့ပဲစီးပွားရေးအခြေစီးပွားရေးအဆင့်မပြေပြေ तू ကငါတထေးกว่าဆိုပြီးအမြဲတမ်းပေါ့နော်ဘာကိစ္စပဲကြုံငါတထေးกว่าဆိုရင်မှစိတ်ထဲမှာအမြဲတမ်းကြွေးကြော်နေတာပေါ့နော်ဒါပေမဲ့ဒီထဲမှာပူဝါသက်ကတော့ငွေကြေးဆိုတာအလကားပဲပျော်ရွှင်မှုကိုငွေနဲ့ပျော်ရွှင်မှုငွေနဲ့တိုင်းတာလို့မရဘူးဆိုတော့မင်းနဲ့ပေါ့နော်အဲ့တော့ဒီထဲမှာပြောထားတာလုံးဝဒီရဲ့rich dad ကအတမျိုးတွေးတယ်ပူဝါသက်ကတမျိုးတွေလုံးဝတထင်းနဲ့လူလက်တန်းစားမှာတွေးပုံကြီးကလုံးဝမတူတဲ့အကြောင်းသူကပြောပြထားတာပေါ့နော်အဲ့တော့ဒီလူလက်တန်းစားတွေကဘာနဲ့တူလဲဆိုရင်ပုံမြင်တစ်ပုံနဲ့ပြောပြထားတယ်ပေါ့နော်အဲ့ဒါကလဲရှင်ကမြီးဆိုတာမြင်ပြန်တူမြီးဆိုတာမြင်းထက်ပို့တယ်ပေါ့နော်အဲ့ဒီမြီးရဲ့ဒီနှာခေါင်းမှာမုံလာဥကိုချိတ်ဆွဲပြီးတော့သူလိုတဲ့ခီးကိုမောင်းပြေးခိုင်းတာပေါ့နော်အဲ့တော့လိုရာခီးကိုပဲရောက်သွားမယ်ဒါပေမဲ့ဒီမီးရတော့လှည့်စားခံနေရတော့မယ်လိုရာခီးနောက်ဆုံးတနေရာကိုသွားမယ်အဲ့တနေရာရောက်မှသူ့မုံလာဥတစ်ခုကျွေးလိုက်မယ်နောက်နေ့ဆိုနောက်တစ်ထပ်ခီးသွားမယ်အဲ့ဒီခီးမှာမုံလာဥကိုရှေ့မှာချိတ်ဆွဲထားအောင်ပါပဲသူ့လှည့်စားအောင်ပါပဲပေါ့နော်အဲ့လိုပဲဒီတို့ဟိုပါလူလက်တန်းစားတွေတာမန်လူစားတွေအဲ့လိုပဲအဲ့လိုလောက်ပဲလို့လက်ဒီလက်ကိုရင်လာစားတိုးပေးမယ်အဲ့လိုပေါ့ဟိုအဲ့လိုအပတ်တကုတ်ကြိုးစားလိုက်တယ်လာစားတိုးလိုက်တယ်ပြီးနောက်တစ်လဆိုပို့ကြိုးစားရင်ပို့ပြီးတော့လာကတိုးပေးမယ်အဲ့လိုပေါ့အဲ့တော့မီးရဲ့နာတယ်မှာမုံလာဥကြိုးချီတာနဲ့တူတယ်ဆိုပြီးမှပြောထားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီရဲ့ငွေအတွက်ပြင်ပန်းအလုပ်လုပ်ပြီးတော့မှအဲ့ဒီငွေရဲ့တည်ငါပျော်ရွှင်မှုအတွက်ပစ္စည်းတွေဝယ်ပြစ်လိုက်တာစဉ်းစားတတ်ဝယ်ပြစ်ဖို့စဉ်းစားလိုက်တာလဲတော်ဆိုးတဲ့အသွေးဆိုတာသူပြထားတယ်ပေါ့နော်ဒီထဲမှာပြောထားတဲ့ rich dad ရဲ့လျှို့ဝှက်ချက်ဆိုတာကတခုတည်းတော့ရတယ်အဲ့ဒါကတော့ financial education တည်ဖို့ပဲ financial education တက်မြောက်ဖို့ပဲပေါ့နော်အဲ့တော့ကိုအလုပ်တစ်ခုအလုပ်တဲ့ငွေရတယ်ဆိုရင်အဲ့ဒီငွေကိုစစ်စစ်ပြန်ခိုင်းစားဖို့ပဲပြန်ခိုင်းစားဖို့ဆိုရင် financial education လို့တယ်အဲ့ဒါကြောင့်မလို့ဒီစာအုပ်အုပ်လုံးမှာပေးခြင်းတဲ့ message က financial education ငွေကြေး management ကိုလုံးဝတက်မြောက်ထားဖို့လိုတယ်ဒီစာအုပ်မှာပေးထားတဲ့အနည်းချုပ်ဖြစ်ပါတယ်အဲ့တော့စဉ်းစားပါကိုက rich dad လို့ဖြစ်ချင်တာ poor dad လို့ဖြစ်ချင်တာဒါတော့ your choice your life ပဲပေါ့နော်အဲ့တော့ဒီစာအုပ်ကိုအနည်းချုပ် summarize လုပ်ပေးထားတာဖြစ်ပါတယ်တကယ်လို့ကိုဖတ်ချင်နေဆိုရင်လည်းရပါတယ်ဒါကတော့အရင်မအားတဲ့ဂျားရနေပေါ့နော်အရင် summarize လုပ်ပေးချင်တဲ့စာအုပ်လေးဖြစ်ပါတယ်
အခုလိုအပေးရွေးဗီဒီယိုလေးပေါ့နော်ကြည့်ပြီးတဲ့အတွက်အရင်ကကျေးဇူးတင်ပါတယ်တာယာပျော်ရွှင်ပြီးတော့စိတ်ထားမှုမြတ်ကောင်းမှုနဲ့တူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် financial education အကြောင်းလည်းများများသိပြီးတော့rich dad လို့ချမ်းသာတဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အလုံးနောက်မှပြန်တွေ့မယ်